အားလုံးပဲမင်္ဂလာပါဒီနေ့တင်ဆက်မယ့်အပီဆိုဆက်နေမှာတော့ဂျီကရေချိုးခန်းကနေထွက်လာပါတယ်ထို့နောက်သူ့ရဲ့အပေါ်မှာရှိနေတဲ့မင်းနူကိုဟိုးဘက်ကိုနည်းနည်းတိုးခိုင်းပြီးတော့ငါတင်ညတော့ဒီပေါ်မှာအိတ်မဲဆိုပြီးတော့ပြောလိုက်ပါတယ်မင်းနူကတော့သူ့ဖုန်းကိုသာအာယုံစိုက်နေခဲ့ပါတယ်ဖုန်းထဲမှာတော့မင်းနူကတခြားသူတွေကိုမနေ့ဖြန်မှာဂျစ်မွေးနေဖြစ်ကြောင်းပြောပြနေခဲ့ပါတယ်ထို့နောက်မင်းနူကဂျီကိုဒီနောက်ပိုင်းမင်းပါလို့ခြင်းလဲလို့ဆိုပြီးတော့မေးလိုက်ပါတယ်ဂျီကတော့ဘာမှမလိုချင်ဘူးဆိုပြီးတော့ပြန်ပြောလိုက်ပါတယ်ဒီလိုနဲ့ group chat ထဲမှာတော့ဂျွန်းကတော့ဂျီတွေပတ်တီးပါတီတစ်ခုလောက်လုပ်ပေးကြအောင်ဆိုပြီးတော့ပြောလိုက်ပါတယ်မယာကလည်းသူတို့တွေပိုက်ဆံစုပြီးတော့ဂျီကိုလက်ဆောင်တစ်ခုလောက်ဝယ်ကြမလားဆိုပြီးတော့မေးလိုက်ပါတယ်မင်းတို့ကတော့မနေ့ဖြန်မှာဆက်ပြီးတော့စီစဉ်ကြတာပေါ့ဆိုပြီးတော့သူတို့ရဲ့စကားဝိုင်းကိုရလိုက်ပါတယ်မင်းတို့ကတော့ဆွမ်းနာကဂျင်းကြီးနဲ့သူနဲ့စကားပြောခဲ့တာကိုပြန်ပြီးတော့စဉ်းစားနေမိပါတယ်အရင်ပိုင်းမှာတော့ဂျီရဲ့ညီကသူ့ကိုမွေးနေကိုတော့တေချာမမှတ်မိတာကြောင့်မင်းတို့ကမမှတ်မိရကောင်းလားဆိုပြီးတော့ပြောနေခဲ့ပါတယ်ဂျီရဲ့ညီကတော့ဘာရီလာပြောနေရလဲပြီးတော့သူလည်းခလေးမှမဟုတ်တော့တာကျွန်တော်တို့မိသားစုကမွေးနေပွဲတွေပါတယ်အထူးတလဲလုပ်နေပါဦးတခါတလေအချိန်လေးပါလေးရိုက်တော့အပြင်ထွက်စားတာမျိုးတော့ရှိတယ်ဒါတွေကအဲ့လောက်လေအရေးကြီးတာမှမဟုတ်တာဂျီဆိုရင်တစ်ခါမှတငင်ကျွနေနဲ့မွေးနေပွဲကျင်းပါတယ်ဆိုတာမမြင်ဘူးသူကလည်းဒါတွေကိုစိတ်မဝင်စားဖို့ထင်တာပဲအခုလေဒီလိုသေးသေးမွားလေးကစားလိုက်ပြီးတော့အပျော်ပါမယ်နေကြာရင်ခက်လိမ့်မယ်ဆိုပြီးတော့သူ့ကိုဆရာကြီးထားလုပ်သွားပါတယ်ဒါပေမဲ့ဂျင်းညီကတော့ကြောင်လေးကိုကြတော့မွေးနေ့ပွဲလုပ်ပေးမယ်ဆိုပြီးတော့ပြောနေတာကြောင့်မင်းကတောက်ကျိုးနေလေကိုတော့ကြောင်တော့အလေးမထားဘူးမင်းကတော့ငါလုံရင်သေးတော့မယ်ဆိုပြီးတော့တွေးနေပါတယ်ဒီလိုနဲ့နောက်နေ့မနေ့မှာတော့ကျောင်းသားတော်များများကကျောင်းကိုစပိန်တွေစီးလာကြပါတယ်ကျောင်းကြီးကြိုက်မှုကလည်းဘာလို့ဒီနေ့မှာကျောင်းသားတွေအများကြီးကျောင်းကိုစပိန်နဲ့လာနေကြလဲဆိုပြီးတော့တွေးနေခဲ့ပါတယ်အဲ့ဒီချိန်မှာတော့ဂျင်းနဲ့မေတွေကကျောင်းထဲကိုဝင်လာခဲ့ကြပါတယ်ကျောင်းသားတွေလည်းဂျီတို့တယောက်ကိုတွေ့တဲ့အချိန်မှာတော့သူတို့စီကိုရောက်လာခဲ့ကြပြီးတော့မနေ့ကပြန်ပွဲတွေဂျီကိုချီးကျူးနေကကျောင်းပွဲရဲ့မှာသူတို့နဲ့ဆက်ပဲအတူစီးမလားဆိုပြီးတော့မေးနေခဲ့ပါတယ်ဂျီကတော့မျက်စိတွေရှုပ်လာတာကြောင့်အာယုံတွေနှောက်နေခဲ့ပါတယ်ကျောင်းရဲ့ကြီးကြိုက်မှုကလည်းကျောင်းသားတွေအဲ့လိုစုဝေးမနေကြဘူးနဲ့ကိုယ့်တဲကိုသွားဖို့မာနေပါတယ်ထိုအချိန်မှာပဲဂျွန်ကခွေးကြီးကိုခေါင်းမိုးပြီးတော့ကျောင်းထဲကိုဝင်သွားခဲ့ပါတယ်ကျောင်းကြီးကြိုက်မှုကလည်းဂျွန်ကကျောင်းကိုခွေးကြီးကိုပါခေါ်လာလို့ဆိုပြီးတော့အော်နေရပြန်ပါတယ်အဲ့ဒီအချိန်မှာပဲဂျပူးဆိုတဲ့ကောင်ကပါစပိန်ကိုဘိန်းထောင်ပြီးတော့ကျောင်းထဲကိုဝင်လာခဲ့ပါတယ်ကြီးကြရဲ့မူးကလည်းဟိုလူကိုအော်ရဒီလူကိုအော်ရတာနဲ့ဒေါသတွေထွက်နေခြင်းပါပဲကျောင်းအောင်ကြီးကရောက်လာပြီးတော့ဆရာမနေ့အစောကြီးဒေါသတွေထွက်မနေပါနဲ့ကျောင်းသားတွေနောက်ထပ်အားကစားတစ်ခုကိုစိတ်ဝင်စားသွားတာမကောင်းဘူးလားဆိုပြီးတော့ပြောလိုက်ပါတယ်ဒီလိုနဲ့ဂျီတို့ကျောင်းထဲကိုရောက်လာတဲ့အချိန်မှာတော့ကျောင်းသားတွေကဂျီတို့ကိုမနေ့ကပြန်ပွဲအတွက်ချီးကျူးနေကြပါတယ်ထိုအချိန်မှာပဲကျောင်းသားဥက္ကဋ္ဌဆိုတဲ့ကောင်ကမင်းတို့ကောင်တွေအားလုံးကလည်းတနာဖို့ကောင်းလိုက်တာဆိုပြီးတော့ထပြောလိုက်ပါတယ်ကျောင်းသားတွေကလည်းသူ့စကားကြောင့်ကြောက်သွားကြပါတယ်မင်းတို့ကောင်တွေကသူ့ကိုစပယ်လေးကောင်းကောင်းမွန်မွန်စီးတက်တာနဲ့ဝိုင်းပြီးတော့အမွန်းတင်နေကြတယ်ကျောင်းသားဆိုတာစာပဲလုပ်ရမှာကွာစပယ်စီကောင်လို့ဘယ်တက်ကတော်ကမှမင်းတို့ကိုဝင်ခွင့်လာအလကားချပေးမှာမဟုတ်ဘူးမင်းတို့ကောင်တွေခေါင်းသုံးကြစမ်းပါဆိုပြီးတော့ပြောလိုက်ပါတယ်ဘေးကကောင်တွေကလည်းမင်းကလည်းတော်တော်ကောင်းကောင်းနေရပေါ့ဟုတ်လားဆိုပြီးတော့စွန်ကြီးဝိုင်းလောက်လိုက်ကြပါတယ်ဒီလိုနဲ့ဂျီတို့လည်းအခန်းထဲကိုဝင်လာတော့မီယာကဂျီတို့ကိုပြန်ဝဲမှာနောက်တစ်ချက်တက်နိုင်သွားတဲ့အတွက်ဂုဏ်ယူပါတယ်ဆိုပြီးတော့ပြောနေပါတယ်ဂျီကလည်းကျေးဇူးပဲဆိုပြီးတော့ပြန်ပြောလိုက်ပါတယ်ဘေးနာကယူနာကတော့ဟိုကောင်နင့်ကိုစပိန်စီရင်ကျူးဆိုင်စီလို့ငါမပြောခဲ့ဘူးလားနင့်အခွဲကိုနေပြန်ကြည့်အောင်စုပ်ပြတ်တတ်နေပြီဆိုပြီးတော့ဒွန်ကိုဆူနေခဲ့ပါတယ်ချွတ်တော့ယူနာကဒီနေ့ရှယ်လီဘာလို့ကြောင်းမလာလဲဆိုပြီးတော့မေးလိုက်ပါတယ်ဒီလိုနဲ့ဂျွန်ကလည်းဒီနေ့သူလုပ်စရာတစ်ခုရှိလို့ကြောင်းမလာတော့ဘူးဆိုပြီးတော့ပြောလိုက်ပါတယ်ချွတ်တော့ဂျွန်ကဂျစ်ကိုဟဲ့ဒီနေ့ကြောင်းပြီးငါတို့ထွေနေစင်းစာရှိရဲဆိုပြီးတော့ပြောလိုက်ပါတယ်ဂျစ်ကလည်းဘာထွေနေလဲဆိုပြီးတော့ပြန်မေးလိုက်ပါတယ်ဒီလိုနဲ့ဂျွန်လည်းချွေးပြန်သွားပြီးတော့ဒီလိုပါကွာကျောင်းကြီးကငါတို့ကိုနောက်လာမဲ့ပွဲတွေဒီထက်ပို့ပြီးတော့လေ့ကျင့်ထားဖို့လိုသေးလို့ဆိုပြီးတော့ပြောနေလို့ပါဆိုပြီးတော့ပြောလိုက်ပါတယ်ဒီလိုနဲ့ကျောင်းဆင်းတဲ့အချိန်မှာတော့အားလုံးကဂျစ်ကိုဂျွန်ဖေးပိုင်တဲ့ကလပ်တစ်ခုစီကိုခေါ်လာခဲ့ပါတယ်ဂျစ်ကတော့ကလပ်လာပြီးတော့ဘာထွေနေဆင်းရမှာလဲဆိုပြီးတော့ပြောလိုက်ပါတယ်ဂျွန်ကတော့ငါတို့အဖွဲ့တွေငါတငယ်ချင်းတွေရဲ့ကလပ်ကိုအချိန်မှခဏငာထားတယ်ပြီးတော့ကလပ်ဖွင့်ချိန်ကညမှဆိုတော့အခုချိန်မှာဘယ်သူမှလည်းမရှိဘူးဆိုပြီးတော့ပြောလိုက်ပါတယ်ဂျစ်ကတော့ဂျွန်ကအဆုံးမှာ
စပိန်ပေါ်မှာတန်းတက်လိုက်ပြီးတော့ပြန်ဖို့လုပ်နေပါတယ်။အဲဒါကြောင့်ပဲအားလုံးကဂျစ်ကိုတားထားရပြန်ပါတယ်။ဂျွန်ကတော့ဂျစ်ကိုဂုတ်ကနေဆွဲပြီးတော့ကလထဲကိုခေါ်သွားခဲ့ပါတယ်။ဒီလိုနဲ့ကလထဲကိုရက်ရောက်ချင်းပါပဲ။ရှယ်လီတို့၃ယောက်ကဂျစ်ကိုကိတ်မိုးနဲ့စောင့်နေပြီးတော့ဂျစ်ကို surprise တိုက်လိုက်ကြပါတယ်။ Happy birthday ဂျစ်ကတော့သူ့ဘဝမှာဒါမျိုးတွေတစ်ခါမှမကြုံဘူးတာကြောင့်စပွဲကုံရဲ့ထိပ်မှာငန်ငန်ကြီးထိုင်နေခဲ့ပါတယ်။ဒီလိုနဲ့ရှယ်လီတို့ကဂျစ်ဘာလို့ငါတို့ကိုဒီနေ့မင်းမွေးနေဆိုတာမပြောတာလဲတော်သေးတာပေါ့မီနူးပြောလို့ဆိုပြီးတော့ပြောလိုက်ပါတယ်ဂျေကလည်းမီနူးကိုဒီနေ့သူ့မွေးနေဆိုတာဘယ်လိုသိရလဲဆိုပြီးတော့မေးလိုက်ပါတယ်မီနူးကလည်းဂျေအိမ်ကပြက်ကလေးမှာဂျေအမေကဒီနေ့15ရက်ကိုအဝိုင်းလေးဝိုင်းထားလို့ဆိုပြီးတော့ပြောလိုက်ပါတယ်ကျွန်တော်နဲ့ဂျေကလည်းသူ့မိကဒါမျိုးတွေကိုမလုပ်တတ်ကြောင်းပြောပြလိုက်ပါတယ်ရှယ်လီကလည်းအခုချိန်မှာဒါတွေကအရေးမကြီးကြောင်းနဲ့ဂျေကိုသူတို့စုပြီးတော့ဝယ်ပေးထားတဲ့လက်ဆောင်လေးကိုထုတ်ပေးလိုက်ပါတယ်ဂျေလည်းလက်ဆောင်ကိုဖွင့်ကြည့်လိုက်တဲ့အချိန်မှာတော့စပိန်အုတ်ထုတ်လေးဖြစ်နေပါတယ်မင်းနူးကလည်းမင်းကြိုက်လားရှယ်လီဆိုရင်ဒီနေ့ကျောင်းတော်ပြက်ပြီးတော့မင်းတွေတနေ့ကိုစီစဉ်ပေးနေတာဆိုပြီးတော့ပြောလိုက်ပါတယ်ထွန်းတော်မင်းနူးကဂျေရဲ့အုတ်ထုတ်လေးကိုစတီကာတွေကတ်မမိုက်မှာဆိုပြီးတော့စတီကာပေါင်းစုံကတ်ပေးနေပါတယ်ကျွန်းကလည်းငါတို့နည်းနည်းပါးပါအီဒီယန်သချင်းလေးပါလေးဖွင့်ပြီးတော့ကဲလိုက်ကြရအောင်ဆိုပြီးတော့ DJ စင်မော်ကိုတက်သွားခဲ့ပါတယ်ရှယ်လီကလည်းကပ်ဖို့ဆိုပြီးတော့ထွက်သွားပါတယ်ယူနာလည်းမီယာကိုအတူကပ်ဖို့ဆိုပြီးတော့ကတဲ့နေရာကိုဇွတ်ခေါ်သွားပါတော့ဒီလိုနဲ့ကြုံလဲသချင်းတွေကိုစဖွင့်လိုက်ပြီးတော့သူတို့ရဲ့ပြောစရာအချိန်လေးကိုဖန်တီးနေကြပါတယ်မီနူးကလည်းအုတ်ထုတ်ပေါ်မှာစတေကာတွေကပျောက်တော့ကပ်ပေးလိုက်ပြီးတော့ထိုချိန်မှာဂျွန်ကသူ့ကိုခေါ်နေရကြောင်းအုတ်ထုတ်ကိုဂျစ်ကောင်းမှာစောင်းပေးလိုက်ကဂျွန်စီကိုထွက်လာခဲ့လိုက်ပါတယ်ဂျွန်ကတော့ဂျစ်ကိုတိုက်ဖို့အတွက်အရေးအနေနဲ့ထည့်ထားတဲ့ဆိုဒါကိုပြလိုက်ပါတယ်မီနူးကတော့ဆိုဒါရဲ့ပုံစံကအရန်ပြောင်းနေဘူးလားဆိုပြီးတော့ပြောလိုက်ပါတယ်ဂျွန်ကလည်းသူတို့ကចောင်းသားတွေဖြစ်တာကြောင့်အရန်ပြင်းတာတွေမလုပ်ချင်ဘူးဆိုပြီးတော့ပြောလိုက်ပါတယ်ဒါပေမဲ့ဗင်နီကတော့ဟဲ့အောင်အပိုတွေလုံမနေနဲ့လုံမယ်ဆိုရင်တက်ဆုံးသာလို့ဆိုပြီးတော့အရက်ပလင်းကိုပေးလိုက်ပါတယ်ကျွန်တော်နဲ့မီနူးကဆိုဒါခွက်လေးကိုအရက်တွေထပ်ရောလိုက်ပါတယ်ဂျွန်လည်းအရက်ခွက်ကိုကင်ကဒီယာကိုဂျေတာတောက်ပြီးသွားရင်ဘယ်လိုတွေဖြစ်သွားမလဲဆိုတာကိုတွေးပြီးတော့ကျေနပ်နေတဲ့အချိန်ပါပဲကနေနဲ့မောလာတဲ့ရှယ်လီကထိုရက်ခွက်လေးကိုဆွဲပြီးတော့တခါတည်းတောက်ပစ်လိုက်ပါတယ်အကုန်လုံးကလည်းရှယ်လီကရုတ်တရက်ကြီးပေါ်လာပြီးတော့အရက်ခွက်ကိုတောက်လိုက်တာကြောင့်ကွိုင်တော့တက်ပြီးဆိုပြီးတော့လန့်သွားကြပါတယ်ဒီလိုနဲ့ဒီပိုင်းလေးကိုဒီနေရာမှာပဲစသိန်းထားပြီးတော့နောက်လာမယ့်အပိုင်းတွေမှာတော့ရှယ်လီဘာတွေဆက်ဖြစ်သွားမလဲဆိုတာကိုစောင့်မျှော်ကြည့်ရှုရမှာပဲဖြစ်ပါတယ်ခင်ဗျာဒီနေရာထိလိုက်ပါကြည့်ရှုလာသူတယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးပဲတင်ရှိပါတယ်ခင်ဗျာ